စိမ့်လဲနှစ်သူဤကိုမနဲ့လင်းတော့မယ်ရထားကြီးတွဲလုံးကခရီးသည်တွေကတော့အိပ်ပျော်နေကြတော့မယ်အိပ်မပျော်တဲ့သူဆိုလို့စိမ့်လဲတယောက်ပဲရှိမယ်ထင်တယ်မနေ့ညကလည်းတညာလုံးစိမ့်လဲအိပ်မပျော်ခဲ့ဘူးကို့ဆုံးဖြတ်ချက်ဟာမှန်ရဲ့လားစိမ့်လဲဟာကိုအပေါ်မှာတစ္ဆာဖောက်ခဲ့ပြီလားလို့အပြန်အလှန်တွေးတောနေမိတယ်တခြားကိုစိတ်ရောက်အောင်အာယုံပြောင်းမိမဲ့ဘလို့ပဲအာယုံပြောင်းကြံရစ်ခဲ့တဲ့ကိုစီကိုပဲစိတ်ရောက်နေတယ်စိမ့်လဲရဲ့ဆုံးဖြတ်ချက်ဟာမှန်သည်ဖြစ်စေမှားသည်ဖြစ်စေပြင်လို့မရတော့ဘူးလေလွန်ခဲ့ပြီပဲဒီစာကိုစိမ့်လဲယထာကြီးဘော်ကရေးလိုက်တာပါရှေ့မှာရှိတဲ့စပွဲကလေးဘော်ကိုစာရေးစက်ကူကတ်တင်ပြီးရေးလိုက်တာပါယထာပြင်းကလှမ်းကြည့်လိုက်ရင်မြူပြပြတွေကြားမှာတရိပ်ကြံခဲ့တဲ့လေကွင်းကြီးတွေကိုမျက်စိတစုံမြင်နေတယ်ဟိုအဝေးမှာတော့ခန့်ထဲတဲ့အင်္ဂရီနဲ့ရက်နေတဲ့ရှမ်းရိုးမတောင်မင်းရဲ့ပါဟုတ်တယ်ကိုရှမ်းရိုးမတောင်မင်းနဲ့ကိုသုံးတဲ့စကားကိုလေကိုအမှတ်တမဲ့ပြောသွားပေမဲ့ကိုပြောတဲ့စကားလုံးတိုင်းကိုစိမ့်လက်ကောင်းမှတ်မိနေပါတယ်ကိုရှမ်းရိုးမကြီးဟာတောင်တန်းမီကမတ်တာမဟုတ်ဘူးတဲ့ဒါကြောင့်မို့တောင်မင်းလို့ကိုခေါ်ခဲ့တယ်လေယထာလမ်းဘေးကရိုးပြက်လေကွင်းကြီးတွေကိုကြည့်ရတာကလည်းတိတ်တနာစရာကောင်းတာပဲကိုရဲ့ရိုးပြက်ငုတ်တိုတွေကြီးတာကြံတော့တဲ့လေကွင်းကြီးတွေကိုမြင်ရင်စိမ့်လက်ဘလို့ဝမ်းနဲ့မှမသိဘူးရင်ထဲမှာအလိုလိုလှိုက်တက်လာတယ်အထူးသဖြင့်နှွေးဥပေါက်မြူတွေဝိဝဲတဲ့အချိန်တွေဆိုရင်ရိုးပြက်လေကွင်းကြီးတွေကိုကြည့်ပြီးစိမ့်လက်အလိုလိုငိုခြင်းနဲ့စိမ့်လက်ကအညာသူမှုလို့လားတော့မပြောတတ်ဘူးနှွေးဥပေါက်ညာရှုခင်းကိုမြင်လိုက်ရရင်ဘလို့လွမ်းမှန်းမသိတဲ့အလွမ်းတွေရင်ထဲမှာလှိုင်းခတ်လာတယ်နှွေးဥပေါက်အလွမ်းဟာစိမ့်လက်ရဲ့ယောဂတစ်မျိုးပဲထင်ပါရဲ့ဒါပေမဲ့လွမ်းနာနဲ့စိတ်ပြက်တာဟာမတူဘူးနော်ကိုဒီစာကိုရင်းနေတော့မှရွှေတန်လျောင်းတောင်ကိုနဲ့အတူတူသွားခဲ့ကြတာတွေကြောက်တတာကြီးကနေပြီးအရှိတ်ဘက်ရှမ်းရိုးမတောင်မင်းကိုမျှော်ငေးကြည့်ခဲ့တာတွေအဲ့ဒီတုန်းကကိုကဆရာဇော်ကြီးရဲ့ဒုညီနောင်ကပြားတဲကစာသားကလေးတွေကိုရွတ်ပြနေတာတွေကိုစိမ့်လက်သွားပြီးသတိရပြန်တယ်မောရှမ်းကအပြာရောင်ပုတ်ပါဆိုတောင်မြင့်ကြိုင်းမှိုင်းညို့လို့မှောင်ဒုညီနောင်လဲခေါင်နေနာနောင်လဲမျော်တော်ရောင်နဲ့ညီလဲမျော်တော်ရောင်နဲ့ဒီနှကောင်တောင်ဆက်ကြားမှာလွမ်းပွဲကများဆိုတဲ့ကြပြကလေးလေရွှေတာလျောင်းတောင်ပေါ်ကဆင်းတော့စိမ့်လဲနဲ့ကိုဝေဖူချောင်ဘက်ကိုတွားကြပြန်တယ်ဝေဖူချောင်ဘက်ကိုရောက်တော့လဲကိုကမျက်လေးုံတော့အစဒေါနာလန်းမြေကြီးဆိုတဲ့ဥပုံရရဲ့နိဗ္ဗာန်တိထက်ကိုရွတ်ပြပြီးစိမ့်လဲနဲ့မှမနေရရင်ကိုစိတ်ပရိနဲ့ရိတ်ကြီးခူတော့မယ်တဲ့စကားတက်လိုက်တာကိုနော်ဒါပေမဲ့ဒါတွေအလုံးဟာခုတော့ခရောက်ခရက်မှတ်တဲ့စောင်းရင်းအိမ်မက်တွေလိုပါပဲလားကိုစိမ့်လဲရဲ့ရင်ထဲမှာဟိုးတိုးဝါတာပဲကြံတော့တယ်ဒါတွေဟာတကယ်ဖြစ်ခဲ့တာမှဟုတ်ရဲ့လားလို့လဲတခါကိုပြန်မေးမိတယ်စိမ့်လက်ကိုစားစာတိုကလေးတစ်စောင်ကိုသာတွေ့ရပြီးစိမ့်လက်ကိုမတွေ့တော့တဲ့အခါကိုတော်တော်တုန်လှုပ်သွားမှာပဲနော်စိမ့်လက်ကိုမတွေ့တော့ရင်ကိုဟိုရှာတီရှာလုံနေမှာစိုးလို့စာတိုကလေးကိုထားပစ်ခဲ့တာပါအမှန်ကတော့အဲ့ဒီအချိန်ကလေးကအကျိုးအကြောင်းကိုခုလိုစာရှိရေးခဲ့တင်တာပေါ့ဒါပေမဲ့အဲ့ဒီအချိန်တုန်းကစိမ့်လက်မှာစာရှိရေးနိုင်လောက်အောင်ခွန်အားမရှိတော့ဘူးကိုရဲ့ယုံပါခုတော့စိမ့်လက်ထွက်လာခဲ့ပြီလေကိုဟာစိမ့်လက်အပေါ်မှာယူမှုခြင်းမရှိတော့ဘူးစိမ့်လက်အပေါ်မှာညှင်းငွေသွားပြီစိမ့်လက်မရှိတော့တဲ့အတွက်စောက်တရားမရလေလွင့်နေမှာမဟုတ်တော့ဘူးလို့ယူဆတဲ့အတွက်စိမ့်လက်ခုလိုထွက်လာရတာကိုဖြေသိမ့်နိုင်ပါတယ်ဒီလိုမဟုတ်ဘဲကိုသာအရင်တုန်းကလိုပဲစိမ့်လက်ကိုချစ်နေအောင်မဲဆိုရင်ယူမှုနေအောင်မဲဆိုရင်စိမ့်လက်ထွက်လာခဲ့ရပေမဲ့ဘယ်မှာဖြေသိမ့်နိုင်မှာမလဲခုတော့ကိုကစိမ့်လက်အပေါ်မှာညှင်းငွေသွားပြီဒါကြောင့်စိမ့်လက်မရှိတော့လို့လဲဘာမှအကြောင်းမဟုတ်တော့ဘူးလို့တွေးမိတိုင်းစိမ့်လက်တယောက်စိတ်သက်သာရပါတယ်လူတယောက်ကိုအသေးကွဲအောင်လုပ်ရတာဟာကြောက်စရာကောင်းပါတယ်ကိုရဲ့စိမ့်လက်ဟာဘသူအသေးအထူးသဖြင့်ကိုရဲ့အသေးကိုခွဲခဲ့မိတဲ့ကိုမဖြစ်ပါစေနဲ့လို့အမြဲဆုတောင်းပါတယ်ခုလဲစိမ့်လက်မရှိတော့ပေမဲ့ကိုအသေးမကွဲတော့ဘူးဆိုတာသိလို့စိမ့်လက်ထွက်လာခဲ့တာပါကိုဟာစိမ့်လက်အတွက်ဘယ်တော့မှအသေးကွဲတော့မှမဟုတ်တော့ဘူးလို့တွေးမိတိုင်းစိမ့်လက်နာကြီးစွာနဲ့ဖြေသိမ့်ပါတယ်ဟုတ်တယ်နော်ကိုအချိန်တွေဟာတရွေ့သွားနေပြီးနေ့စဉ်နဲ့မျှစိမ့်လက်အပေါ်မှာရှိခဲ့တဲ့ကိုရဲ့အချစ်တွေဟာလည်း
မတိမတာလွင့်ပြေလာခဲ့တယ်။တစ်ပင်တစ်ပင်ကတည့်ရွက်တွေတဖြုတ်ဖြုတ်ကျွေးကြသလိုနေမှာပေါ့နော်။တဖြည်းဖြည်းနဲ့တည့်ရွက်ကလေးတရွက်ကျွေးကြသွားလိုက်။နောက်ဆုံးຫນွေဦးလေဝေကလေးတွေလည်းတိုင်းရောတစ်ပင်မှာဘာမှမကြမ်းခဲ့တော့ဘူးလေ။ရိုးရံတွေကြီးပဲကြံရစ်ခဲ့တော့တယ်။အချစ်ຫນွေကိုရောက်ပြီပေါ့။ညှိုးချောက်သွားပြီပေါ့။စိမ့်လဲနဲ့ကိုကိုဟာအရင်တုန်းကတယောက်ကိုတယောက်ချစ်ခဲ့ကြတယ်။စိမ့်လဲတို့ရဲ့အချစ်ဟာဘလောက်အံ့ဩစရာကောင်းတဲ့အချစ်မျိုးလဲကိုကိုအဲ့ဒီတုန်းကလူတွေကမင်းငေါ်ကြတယ်မင်းငေါ်ကြတာတွေနှာခေါင်းရှုံကြတာတွေကိုစိမ့်လက်ရင်ဆိုင်ရဲခဲ့တယ်တငယ်ချင်းတွေကဆိုမယားကြီးရှိတဲ့ကိုကိုကိုယူရကောင်းလားဆိုပြီးစိမ့်လက်ကိုအတိုင်းဝိုင်းကတော့ကျင်ခဲ့ကြတယ်ချစ်တော့စိမ့်လက်တတိကောင်းခဲ့တယ်လေဒီအကြောင်းကိုရေးရင်းနေတော့စိမ့်လက်ဟာကိုကိုကိုပျော်ရွှင်မှုပေးနိုင်ခဲ့တဲ့အတွက်တွေးပြီးကြည်နူးရပါသေးတယ်ကိုကိုဟာစိမ့်လက်ကိုမချစ်တော့သည့်တိုင်အဲ့ဒီချစ်စကျင်နာစချိုမြိန်တဲ့ရက်တွေကိုစိမ့်လက်မမေ့နိုင်သေးပါဘူးကိုကိုအဲ့ဒီချိုမြိန်တဲ့ပျော်ရွှင်မှုကိုကိုပေးခဲ့သူဟာစိမ့်လက်ပါကလားလို့တွေးရင်ကြည်နူးနေရပါသေးတယ်ဒါပေမဲ့အချိန်တွေကုန်ခဲ့ပြီကိုပြီးခဲ့တာတွေကိုစိမ့်လက်ပြန်မပြောချင်တော့ပါဘူးစိမ့်လက်ထွက်မလာခင်မှာဒီလိုစာရှည်ကြီးတစ်စောင်မရေးခဲ့တဲ့တခြားအကြောင်းတစ်ကြောင်းကလည်းရှိသေးတယ်ကိုဘာဖြစ်လို့လဲမသိဘူးတခါတလေမှာကိုကစကားတစ်လုံးမှမပြောတော့ပဲတိတ်ဆိတ်နေရင်ဘသူ့ကိုမှစကားမပြောတော့ပဲတုံနှိပါဝေလုံနေရင်ကိုတယောက်တည်းကြိတ်မိတ်ခံစားနေရင်စိမ့်လက်အဖို့ဆုံးဖြတ်ချက်တစ်ခုကိုချရတာတိတ်လွယ်ပါတယ်ဒါပေမဲ့ကိုရင်မိုးနေရင်ကိုတိတ်ပျော်နေရင်ကိုစကားတွေတွင်ပြောနေရင်ဒီလိုဆုံးဖြတ်ချက်မျိုးကိုစိမ့်လက်မချရဘူးကိုတခါတလေကိုအယံမူးပြီးငိုရင်တာပြီးတော့ဆုံးဖြတ်ချက်ချဖို့ခက်သေးတယ်တကယ်တော့မျက်ရည်တွေဟာတစ္ဆာဖောက်တွေကိုမျက်ရည်တွေကိုတွန်ချလိုက်တဲ့အတွက်ရင်ထဲမှာပေါ့သွားတယ်လို့ထင်ရတယ်နှလုံးသားဟာပြေလျော့သွားတယ်လို့ထင်ရတယ်ငိုလဲပြီးရောကာလကြာမြင့်စွာခံစားနေရတဲ့ခံစားချက်တွေဟာဘာမှအရေးမကြီးတော့တဲ့အရာတွေဖြစ်သွားတယ်လို့ထင်ရတယ်ကိုယ့်ရင်ထဲကခံစားချက်တွေဟာခဏနေတော့ပျောက်သွားကြမှာပါလို့ထင်ရတယ်ဒါပေမဲ့မျက်ရည်တွေကိုတွန်းချရုံနဲ့တကယ်ပြောင်းမသွားဘူးကိုခဏတာရင်ထဲမှာပေါ့သွားပေမဲ့ကြာတော့ဒုတွေကကြီးတဲ့ကြီးလာတယ်မျက်ရည်တွေဟာတစ္ဆာဖောက်တွေဆိုတာစိမ့်လက်ကိုတွေ့ကြုံလို့သိရတာပါကိုဟိုတုန်းကစိမ့်လက်ကြိတ်ငိုခဲ့တယ်ရန်ကုန်ကိုခေါ်လာပြီးရန်ကင်းမှာကိုကတိုက်ခန်းကလေးတစ်ခန်းငှားပေးတဲ့နောက်စိမ့်လက်ငိုခဲ့ရတယ်မျက်ရည်တွေကျခဲ့ရတယ်ဆွေမျိုးကလည်းကျင်အတိုင်းဝိုင်းကလည်းအကျင်ခံခဲ့ရပြီးကိုတမျက်နှာနဲ့ရန်ကုန်ကိုလိုက်လာခဲ့တယ်ရန်ကုန်ကိုရောက်လို့ကိုကရန်ကင်းကတိုက်ခန်းကလေးတစ်ခန်းငှားပေးခဲ့ပြီးကိုဟာစိမ့်လက်အပေါ်မှာအေးဆက်လာတာတွေ့မြင်တော့ကြိတ်ငိုခဲ့ရတယ်မျက်ရည်နဲ့ခေါင်းအောင်မိတ်ဖွဲ့ခဲ့ရတယ်ငိုလို့ပြီးသွားတော့ရှင်ထဲမှာပေါ့သွားတယ်လို့ဖြစ်သွားတယ်ဒါပေမဲ့ဒါဟာခဏပါကိုနောက်တော့ရှင်ထဲကခံစားချက်တွေဟာဒုတွေကြီးတဲ့ကြီးလာတာပါပဲအဲ့ဒီတော့ကကိုရင်ဝင်ထဲမှာငိုခဲ့တယ်ကိုစီမှာရင်ဖွင့်ခဲ့တယ်ကိုကချော့မော့နှစ်သိမ့်တော့လဲရင်ထဲကခံစားချက်တွေအရေးပျော်သွားရပြန်တယ်ဒီတစ်ခါတော့စိမ့်လက်မငိုတော့ဘူးကိုငိုစရာမျက်ရည်လည်းမရှိတော့ဘူးစိမ့်လက်ဟာမျက်ရည်မကျပဲဆုံးဖြတ်ချက်တစ်ခုကိုချနိုင်တဲ့မိန်းမတစ်ယောက်ဖြစ်လာပါပြီကိုစိမ့်လက်ရဲ့ခံစားချက်တွေကိုကိုအချိန်တရာထပ်မနေဖွင့်ပြောခဲ့ပြီးပါပြီကိုတစ်ချိန်တစ်ချိန်သာနားထောင်ခဲ့ပြီးနောက်ကျတော့ကိုလုံးလုံးနားမထောင်ခဲ့ဘူးလေအရင်တုန်းကစိမ့်လက်ကိုယူရချော့မော့ခဲ့တဲ့ကိုဟာဒေါသအခိုးရှံနေတဲ့မျက်လုံးတွေနဲ့ကြီးပြီးစိမ့်လက်ကိုအော်ခဲ့ငေါက်ခဲ့တယ်ကိုဟာအနိုင်ကလူပြုတ်မှုခဲ့တယ်အမြဲတမ်းကိုသာမှန်တယ်လို့ထင်ခဲ့တယ်ဒီလောက်ကြီးမားတဲ့ကိုယုံကြည်မှုမျိုးကိုဘလို့လုပ်ပြီးများရခဲ့လဲကိုရဲ့ဘာဖြစ်လို့စိမ့်လက်အပေါ်မှာတစ်ဖက်သက်အနိုင်ယူလိုမှုနဲ့ဆက်ဆံရတာလဲယင်စိမ့်လက်ဟာစာမတက်ပေမတက်မိန်းမမိဖို့ချောင်းထဲမှာအိမ်မှုကိစ္စတွေနဲ့နှပန်းလုံးနေရတဲ့မိန်းမဆိုရင်လည်းအကောင်းသားအခုတော့စိမ့်လက်ကအဲ့လိုမိန်းမမဟုတ်ဘူးကိုစိမ့်လက်ဟာဥပဒေပညာရှင်တစ်ယောက်ပညာရှင်လို့မပြောချင်ရင်တော့ဥပဒေပွဲရထားတဲ့သူတစ်ယောက်လို့ပြောလို့ရပါတယ်စိမ့်လက်ဟာဥပဒေပွဲလေးရအောင်ကိုဘဝကိုရုန်းကန်ခဲ့ရသူပါစီးရီးမလုပ်ရင်စာပေးစာယူနဲ့ဒီဘွဲကလေးရအောင်ရုန်းကန်လာခဲ့ရသူပါဘွဲကလေးရလာလို့ဥပဒေအကျိုးဆောင်လို့တော့စိမ့်လက်ရဲ့မြို့ကလေးမှာအထိုက်လျောက်အောင်မြင်ခဲ့တဲ့ကိုလူတွေကစိမ့်လက်ကိုလေးစားကြတယ်စိမ့်လက်ရဲ့အကြံဉာဏ်တွေကိုနားထောင်ကြတယ်ဒါပေမဲ့ကိုကတော့စိမ့်လက်ကိုအထင်သေးတယ်နော်စိမ့်လက်ဟာဘာဥပဒေပညာကိုမှနားမလည်ဘူးတဲ့စကားပြောရင်ဣအောင်ဝါတွေပြောတတ်တယ်တဲ့ဒါ
တော့စိမ့်လဲနဲ့ပတ်သက်လာရင်ကိုသုံးနေကြစကလုံးမှာစိမ့်လဲအပေါ်မှာအချစ်တွေပါလာလို့ကိုဒီလိုပြောတာများလားယင်လူတယောက်ကိုမချစ်တော့ရင်ဒီလိုပဲအဲ့ဒီလူကိုနှလက်ဘိန်းတုံးစင်းနဲ့ထည့်လိုက်တော့မလားကိုနောက်ပိုင်းမှာစိမ့်လဲဟာကိုရင်းထဲကစကားကိုမပြောရတော့ဘူးကိုစိမ့်လဲကိုမှကိုနားမလဲတော့တာရင်ထဲမှာရှိတာတွေကိုဖွင့်ပြောတော့ဘာထူးအောင်ပါလဲစိတ်လက်ရင်ထဲမှာရှိတာတွေကိုဖွင့်ပြောရင်အမြင်ကျင်းမြောင်းတယ်ဘ ഹു တုတမရှိဘူးဘာမှနားမလည်ဘူးလို့အော်ဟစ်ပြီးရန်လို့တော့တာပဲမဟုတ်လားခုတလောမှဆိုရင်ကိုဟာစိတ်လက်အပေါ်မှာအပြစ်ပဲမြင်တော့တာဒါဟာကိုစိတ်လက်အပြစ်တင်နေတာမဟုတ်ပါဘူးကိုစိတ်လက်ကိုအပေါ်မှာစိတ်မကွက်ပါဘူးကိုစိတ်ကွက်လို့ရောဘာအကြောင်းထူအောင်မှလဲအချိန်တွေညောင်းတော့လဲအချစ်လဲညောင်းတာပဲလို့စိတ်လက်ဖြေပါတယ်အချိန်တိုင်စားတော့အချစ်လဲတဖြည်းဖြည်းကမ်းပြိုလိုက်လာတာပဲလို့ဖြေသိမ့်ပါတယ်စိမ့်လဲစောင့်နေတဲ့အင်္ဂလိပ်ဗရောက်ပင်အိုကြီးအောက်ကိုအမောတကောနဲ့လာတဲ့နေ့ဟာအတိတ်မှာကြံရစ်ခဲ့ပြီလေအဲ့ဒီတုန်းကတော့မိုးမုံကလေးတွေဘလောက်ပဲတဲနောက်ဆုံးဘတ်စကားကဘလောက်ပဲအော်ခေါ်ကိုဟာစိမ့်လဲရဲ့ဘေးမှာရက်ပြီးအေးဆက်နေတဲ့စိမ့်လဲရဲ့လက်ဖြားကလေးတွေကိုစုပ်နေရင်စကားတွေတို့ပြောခဲ့တယ်လေစိမ့်လဲပြောတဲ့စကားတွေကိုလည်းတသက်မှာပထမဆုံးကြားဘူးတဲ့လူနားထောင်ခဲ့တယ်လေစိမ့်လက်တို့ရဲ့အိမ်မက်လှကလေးတွေပါအများအဖြစ်တော့ကိုအိမ်မက်တွေပါလေပထမဇနီးကိုလူကြီးတွေပေးစားလို့သာယူခဲ့တယ်သူ့ကိုမချစ်ဘူးတဲ့ပြီးတော့ဇနီးတဲ့နာရာရှည်လူမမာကြီးအပေါ်မှာစိတ်ကုန်နေတဲ့အဲ့ဒီတော့ကိုစိမ့်လက်တနာလိုက်တာပြီးတော့စိမ့်လက်ဥပဒေပွဲရရင်ရန်ကုန်မှာခေါ်ထားမယ်တဲ့စိမ့်လက်ကကိုဂျူနီယာပါတနာလို့တဲ့မဟာဗန္ဓုလပန်းချံလမ်းမှာကိုတို့ပိုင်ကိုပိုင်ရှိနေရုံငန်းကလေးတစ်ခန်းဖွင့်မယ်တဲ့ကိုဟာမဟာဗန္ဓုလပန်းချံလမ်းမှာရုံငန်းကောင်းတစ်ခုဖွင့်နိုင်ခဲ့တယ်ရှစ်နေကြီးအောင်မြင်တဲ့ရှစ်နေကြီးတယောက်ဖြစ်လာခဲ့တယ်ရန်ကုန်စင်ကြီးဘုံကလူကုန်တန်ရက်ကွက်မှာတိုက်ကြီးတစ်လုံးစောင့်နိုင်ခဲ့တယ်နောက်ဆုံးကကားလှလေးတစ်စီးဝယ်စီးနိုင်ခဲ့တယ်အမှုရှင်တွေဟာကိုမှတ်မလိုက်ရင်သူတို့အမှုရှုံးပြီးဘဝဆုံးတော့မလောက်ထင်ခဲ့ကြတယ်တချို့များဘလောက်ထိကိုအားကိုးကြတယ်လဲဆိုရင်ကင်ဆာရောဂါတောင်ကိုအားပေးရင်ပြောက်မလောက်ထင်ကြတယ်ကိုကလည်းရွှွဝေအောင်ပြောတတ်တာကိုဒါတွေထားပါတော့လေဒါတွေပြောနေရင်လူရင်းကိုမရောက်ဖဲနေပါလိမ့်မယ်စိမ့်လက်ပြောချင်တာကစိမ့်လက်ဟာဘာကြောင့်ကိုစီကထွက်ပြေးခဲ့ရတယ်ဆိုတဲ့အကြောင်းပါကိုမယူခင်ကလေးကစိမ့်လက်ရဲ့အတိတ်စကြောင်းကိုစိမ့်လက်အကုန်ဖွင့်ပြောခဲ့ပြီးသားပါနော်စိမ့်လက်ဟာအပြိုမဟုတ်ဘူးစိမ့်လက်ဟာယောက်ျားရဘူးတယ်သားကလေးတယောက်ရှိတယ်အမေဦးနဲ့ညီမကလေးတယောက်ရှိတယ်ဆိုတာကိုစိမ့်လက်ပြောခဲ့ပြီးသားပါစိမ့်လက်မှာသူတို့တာဝန်တွေရှိတယ်ဆိုတာကိုလည်းကိုဖွင့်ပြောခဲ့ပြီးသားပါဒါကြောင့်စိမ့်လက်ညင်းခဲ့တယ်ကိုကမေးတယ်ကိုဒီလောက်တောင်မုန်းသလားတဲ့စိမ့်လက်မမုန်းပါဘူးလို့ပြောခဲ့တယ်ဒါပေမဲ့ဒီအကြောင်းတွေကိုတော့ဖွင့်မပြောခဲ့ဘူးနောက်ဆုံးအချိန်တွေရောက်လို့ကိုယူတော့မယ်ဆိုတဲ့အကြောင်းကိုပြောတော့မှစိမ့်လက်အကြောင်းကိုဖွင့်ပြောခဲ့တာပါဒီတော့ကိုရေခဲ့တယ်လေကိုဟာအမြင်ကျဉ်းမြောင်းတဲ့ယောက်ျားမျိုးထင်သလားတဲ့ကိုတီးပြီးသားပါတဲ့ဒါတွေအားလုံးကိုခွင့်လွှတ်နိုင်ပါတယ်တဲ့အဲ့တုန်းကတော့ကိုလည်းစိမ့်လက်တနာတယ်ချစ်လဲချစ်တယ်ခုလဲချစ်တော့မှာပဲတနာတာကတော့ကိုဟာအရွယ်ကောင်းတော့မှအိမ်အောင်ရေးအဆင်မပြေရှာဘူးနာရာရှည်လူမမာကိုပေါင်းဖော်နေရတယ်ဆိုပြီးတနာခဲ့တာပါကိုဟာအိမ်မှာနေတယ်လို့မရှိပဲအရက်ပဲတောက်နေခဲ့တယ်ဒါကြောင့်ကိုနောက်ကိုလိုက်ခဲ့တာပါခုတော့ကိုဟာစိမ့်လက်အပေါ်မှာလဲညင်းငွေသွားပြီမဟုတ်လားကိုဟာအရက်မူးလာရင်စိမ့်လက်ရဲ့အတိတ်ကိုပြန်တူးဖော်ပြီးစကနာထိုးလာတယ်နောက်ဆုံးမှာကိုကြိုက်တယ်လို့နေလာခဲ့တယ်စိမ့်လက်စကားကိုလုံးနားမထောင်တော့ဘူးတကယ်တော့ကိုဟာစိမ့်လက်ကိုအဖျော်ပြေကန်တက်ကိုဘွားအငင်းငွေပြေးရေးမှာကစားစရာကလေးတစ်ခုတက်လောက်သာကိုသဘောထားခဲ့တာပါပြီးတော့ကိုဘွားမှာအတုံးကျလို့ယူခဲ့တာပါကိုအတွက်အဝတ်လျှော်ရအောင်ထမင်းချက်ရအောင်အိမ်ထောင်ကိုထိန်းသိမ်းရအောင်တက်စိမ့်လက်ကိုယူခဲ့တာပါကိုဘွားချုံးမွေပြေပြည့်ုံတက်ပဲစိမ့်လက်ကိုယူခဲ့တာပါကိုဟာညနေဆိုရင်ရုံငန်းကအိမ်ရောက်လို့အလိုမကျတာရှိရင်မျက်မှောင်ကြီးကျုပ်ပြီးစိမ့်လက်ကိုကြောက်စရာမျိုးလုံးကြီးတွေနဲ့ကြည့်နေမယ်စိမ့်လက်မှာကိုလိုပဲရုံးလုံးတွေရှိပေမဲ့ကြေပွန်အောင်နေရတယ်ကိုကြိုက်ကိုဆောင်မှုကြိုးစားရတယ်ကြိုးစားရမှာပေါ့လေကိုကအရှင်သခင်ကိုကစိမ့်လက်ရဲ့အလုပ်ရှင်ကိုဒီတော့စိမ့်လက်ဟာကိုရဲ့မျက်နှာရိပ်မျက်နှာကဲကိုပဲကြည့်နေရတာပေါ့ကိုပဲနှစ်သိမ့်နေရတာပေါ့
ကိုမျက်နှာညိုရင်စိမ့်လက်မနေတတ်အောင်ဖြစ်ပါလေကိုတခုတော့မေးပြစီကိုရဲ့ကိုကမှစိမ့်လက်ကိုမချစ်တော့တဲ့နောက်ဒါတွေကိုစိမ့်လက်လှုပ်ပေးသင့်သေးသလားဒီလိုမေးလိုက်လို့စိမ့်လက်ကိုတကူကောင်းဆန်တယ်ကိုကျိုးကြည့်တယ်လို့တော့မထင်လိုက်ပါနဲ့ကိုစိမ့်လက်ဟာကိုအချစ်ကိုရလို့ကိုပြုစုခဲ့တယ်ကိုရဲ့အချစ်ကိုမရတော့တဲ့နောက်မှာစိမ့်လက်အဖို့ကိုဆက်လက်ပြုစုဖို့အကြောင်းရှိသေးလို့လားတကယ်တော့ကိုဟာစိမ့်လက်ကိုဇရိတ်တောင်ထောက်တော့တာမဟုတ်တော့ဘူးစိမ့်လက်ပါသာရှာဖွေစားတောက်နေရတဲ့ဘဝပါစိမ့်လက်လိုက်လို့ရတဲ့အမှုလိုက်ခလေးနဲ့သားလေးနဲ့အမေဦးကြီးကိုထောက်ပံ့ရတဲ့ဘဝပါကိုရဲ့တကယ်တော့စိမ့်လက်ဝင်ငွေဟာလေကိုဝင်ငွေလောက်မများပေမဲ့မတေယုံတော့စားနိုင်ပါတယ်ဒီတော့စိမ့်လက်ဒီလောက်ကျိုးနုံမနေနိုင်တော့ဘူးဒါတော့ထားပါတော့လေခုတော့စိမ့်လက်ကိုစီကအပြီးပိုင်ထွက်လာခဲ့ပါပြီကိုနဲ့လမ်းခွဲခဲ့ပြီးဆိုပါတော့မေ့ပစ်လိုက်ပါတော့ကိုဒီစာကိုစောအောင်မဖတ်ချင်ဘူးဆိုရင်လဲဆွဲဆုပ်ပြီးလွတ်ပြစ်နိုင်ပါတယ်ကိုဒါပေမဲ့ကိုလွတ်ပြစ်မှာမဟုတ်ဘူးစောအောင်တော့ဖတ်မှာပါကိုရဲ့အားနေချက်ကိုစိမ့်လက်သိပါတယ်ဒီစာကိုစောအောင်ဖတ်မယ်ပြီးတော့ကိုတွေးမယ်ပြီးတော့စိတ်ဆိုးမယ်အော်ဟစ်မယ်စိမ့်လက်လဲကိုလိုပဲကိုချောက်ပေါ်မှာကိုခိုင်ကြီးရက်နိုင်ပါပြီကိုဒီတော့ဘာဖြစ်လို့စိမ့်လက်အပေါ်မှာနိုင်လို့မင်းထက်သဘောထားကိုထားကျင်ရသေးတာလဲတကယ်လို့ကိုကချစ်သေးတယ်ဆိုရင်တော့စိမ့်လက်ဘလို့ပဲနေရဘလို့ပဲစူပူစိမ့်လက်နေနိုင်ပါတယ်ကိုကမချစ်တော့တဲ့နောက်မှာတော့စိမ့်လက်ဘာဖြစ်လို့ကိုညွညင်ကိုခံနေရအောင်ပါလဲနေစမ်းမအောင်ကိုစိမ့်လက်ကိုဘာဖြစ်လို့မချစ်တော့တာလဲစိမ့်လက်အသက်ကြီးလာလို့လား30ကျော်လာလို့လားဒါကတော့စိမ့်လက်လည်းဘာမှမတက်နိုင်ဘူးကိုစိမ့်လက်လည်းကိုနဲ့စတွေ့တုန်းကအရွယ်မှာပဲရှိကျင်တာပါဒါပေမဲ့အချိန်ကတိုက်စားသွားပြီလေကဲကိုရေစိမ့်လက်ပြောချင်တာတချို့ကိုတော့ပြောပြီးပါပြီတချို့ကိုပဲပြောခဲ့ပါတယ်အကုန်လုံးမဟုတ်သေးပါဘူးစိမ့်လက်ဆုံးဖြတ်ချက်ဟာမှန်တယ်မဟုတ်လားကိုစိမ့်လက်ကိုဒီလိုပြောလိုက်ရတဲ့အတွက်ရှင်ထဲမှာပေါ့သွားပါတယ်ကိုမငင်းနိုင်ပါဘူးစိမ့်လက်ရဲ့စာကိုအ ਨੇ ဆုံးသိကျင်စွမ်းနဲ့တော့ဆုံးအောင်ဖတ်မိမှာပါပြီးတော့မှခြေမွပြီးစုပ်လိုက်ပေါ့ဒါပေမဲ့ဒီစာကိုမဆုံးခင်မှာတော့ကိုလွှင့်ပြမှာမဟုတ်ပါဘူးဆုံးအောင်ဖတ်မှာပါဒီဆုံးဖြတ်ချက်ကိုမချခင်မှာစိမ့်လက်ကိုစိမ့်လက်မေးပါတယ်ကိုနဲ့အတူဆက်နေရင်ဘလို့ဖြစ်မလဲလို့တွေးလိုက်တိုင်းရှင်ထဲမှာကြောက်လာတဲ့ကိုနဲ့နေရင်စိမ့်လက်အနာဂတ်ဟာမှောင်ပိန်းနေတယ်လို့စိမ့်လက်ထင်တယ်ဒီလိုနဲ့ကိုရဲ့အလိုကိုလိုက်ကိုတီးညှင်းဆဲတာကိုခံပြီးအိုမင်းတွင်းဆုံးကြတော့မှာပဲလို့စိမ့်လက်ထင်နေတယ်ဒီတော့စိမ့်လက်တယောက်တည်းနေဖို့ဆုံးဖြတ်လိုက်ပြီးကိုစိမ့်လက်ရဲ့အရေးချင်းနဲ့စိမ့်လက်ရဲ့အတွေ့အကြုံနဲ့ဆိုရင်မြို့ကလေးတစ်မြို့မှာဥပဒေအကျိုးဆောင်ကလေးတစ်ယောက်တော့ကောင်းဖြစ်မှာပါအချိန်ရှိပါသေးတယ်ကိုနောက်ဆုံးခေါင်းလောင်းမထိုးသေးပါဘူးခေါင်းလောင်းမထိုးခင်ကလေးမှာအများကြီးအလုံးလုံးနိုင်ပါသေးတယ်စိမ့်လက်ရဲ့တိုးတက်မှုအမေအိုကြီးရဲ့ကျန်းမာရေးနဲ့တားလေးရဲ့ပညာရေးအတွက်အလုံးလုံးအောင်မယ်ကိုအချိန်များစွာကိုပေးခဲ့ပြီးပဲသူတို့အတွက်တစ်လှည့်ပေးရအောင်မယ်လေတားလေးဟာအချိန်တန်တော့သူ့လန်းသူသွားမှာပဲသူ့လူငယ်အာမန်နဲ့သူ့အိုးသူ့အိမ်နဲ့သူအသက်ရှင်သွားမှာပါပဲဒီတော့သားလေးကိုကြီးပြင်းလူလားမြောက်အောင်စိမ့်လက်လုပ်ရအောင်မယ်ကိုဒီချိန်လေးတော့စိမ့်လက်ကိုပေးပါဟောကိုရေအရွက်တွေကိုတိတ်မတောက်နဲ့နော်ကိုရဲ့ဘေးမှာစိမ့်လက်တယောက်မရှိတော့လို့လဲကိုဖို့မထူးပါဘူးကိုရဲ့အနားမှာခြေထောက်ကိုပုတ်လုံနေတဲ့ကြောင်ကလေးတစ်ကောင်ပျောက်သွားတဲ့လောက်ပဲရှိမှာပါခဏတစ်ဖြုံလောက်တော့ဟာတလူဖြစ်ကောင်းဖြစ်ပေမဲ့နောက်တော့နေသားကျသွားမှာပါဒါပေမဲ့တားလေးအတွက်တော့လာမင်းကိုပြန်မြင်ရတယ်လို့ဝမ်းသာရှာမှာပဲဆိုတာကိုချင်းစာကြည့်ပါကိုကဲကိုရေစာလဲအတော်ရှည်သွားပြီကိုအနမ်းများစွာနဲ့နှုတ်မဆက်နိုင်တော့ပေမဲ့လွမ်းများစွာနဲ့နှုတ်ဆက်လိုက်ပါတယ်အပြင်ဘက်မှာအလင်းရောင်လာနေပြီကိုရဲ့အရေးအောက်ကလွတ်မြောက်လာတဲ့စိမ့်လက်ဘဝမှာအလင်းရောင်တန်းကောင်းပါရဲ့စိမ့်လက်ညာတန်းတင့်